ကားအကြောင်းစိတ်မဝင်စားတဲ့ကျမ follower တွေကိုလုံးဝလက်မလျှော့တွေပဲနဲ့ကားအကြောင်းဗီဒီယိုထပ်တင်ပေးမယ်ပေါ့နော်ဒါကတော့ညီမကိုယ်တိုင်နဲ့အရင်တပေါ်ကြနေတဲ့ cherry ကားအကြောင်းဒီ cherry sale girl အမဒီတရုတ်မလေးရဲ့ပြောသွားတာလေးတွေကိုပါတာပြန်ပြီးတော့မှတင်ပေးလိုက်မယ်ပေါ့နော်ကားဝယ်လို့မရပေမဲ့လေဒီ cherry ကောင်းကြောင်းကိုထပ်ပြီးတော့မှချီကျူးလိုက်ပါအောင်မယ်ကဲစကြရအောင်နော်ရှင်ကနေ့တိုင်း cherry ကားအကြောင်းပဲချီကျူးနေတာတဲ့ cherry မှာတဲ့အားနည်းချက်လုံးဝမရှိဘူးလို့ရှင်ထင်နေတာလားတဲ့ဒါက follower တော်တော်များများကျမစီမှာလာပြီးတော့ comment မှတ်ထားကြတာပါဒီလောကကြီးမှာပြီးဆုံးပြီးတော့မှအပြစ်အနာစာမရှိတဲ့အရာပဲမှာရှိလို့လေ cherry အတွက်ပြောရရင်သူ့ရဲ့ပြဿနာကထုတ်ကုန်ရဲ့ကိုထဲပိုင်းမှာမဟုတ်ပါဘူးဒီနေ့ကျမဒီပြဿနာအကြောင်းကိုတေချာလေးရှင်းပြပေးပါမယ် cherry ရဲ့ engine ပိုင်းနည်းပညာအဆင့်အတန်းဟာတရုတ်နိုင်ငံအတွင်းမှာဆိုရင်ထိပ်တန်းကဖြစ်ပြီးတော့မှနိုင်ငံတကာအဆင့်မြင့်စံနှုန်းတွေကိုလည်းမိပါတယ်မောင်းနှင်မှုစနစ် transmission system မှာလည်းကိုယ်တိုင်သူတေသနာပြုထုတ်လုပ်ထားတဲ့ 886 စနစ်ကိုတုံးထားပါတယ်ပေါ့နော်အဲ့ AD စနစ်ရှိပါတယ်မကြရီခင်ကတင်ပဲကမ္ဘာအကောင်ဆုံးဂီယာစနစ်10မျိုးထဲကတစ်ခုအဖြစ်အဆိုရရှိခဲ့ပါသေးတယ် Dual Club စနစ်ကိုတော့ဂျာမနီနိုင်ငံရဲ့ Getrag ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့မှ 7DCT အဖြစ်ထုတ်လုပ်ထားတာပါဒါအပြင်သူ့ရဲ့ CVD ဂီယာပေါက်ကလည်းကမ္ဘာအကောင်ဆုံး10မျိုးထဲကတစ်ခုဖြစ်ပါတယ်တရုတ်နိုင်ငံမှာ Cherry ဟာ model အမျိုးအစားစုံလင်တဲ့ဂီယာပေါက်ထုတ်လုပ်နိုင်စွမ်းရှိပါတယ်ဒါဟာတိတာထင်ရှားတဲ့နည်းပညာပိုင်းဆိုင်ရာအားသာချက်တစ်ခုဖြစ်ပေမဲ့လူအများစုကတော့ဒါကိုမတိကြပါဘူးဒီအချက်အလက်တွေကိုအင်တာနက်ပေါ်မှာအလွယ်တကူရှာဖွေကြည့်ရှုနိုင်ပါတယ်နောက်ပြီးကားအောက်ပိုင်းချစ်စီအကြောင်းဆိုရင်တော့ပို့ပြီးတော့ပြောနေစရာတော့မလိုတော့ပါဘူးတရုတ်နိုင်ငံမှာတော့သူက foundation အဆင့်အတိမတ်ပြုခံထားရတာပါတင်တို့တိပါတလားတရုတ်နိုင်ငံမှာပထမဆုံးကိုပိုင်မူပိုင်ခွင့်ရှိတဲ့ကားအောက်ပိုင်းချစ်စီကိုဘယ်သူထုတ်လုပ်ခဲ့တာလဲဆိုတာအဲ့ဒါ cherry ပါပဲသူ့မှာအဓိကအသုံးပြုထားတဲ့ TX platform M3X Max platform အပြင် super hybrid စနစ်တွေပါဝင်ပါတယ်ဒါတွေကအဆင့်မြင့်မနေဘူးလား cherry ဟာကားပိုင်ဆိုင်ရာအချိန်ညှိမှုတွေမှာအတွေ့အကြုံအနည်းငယ်လိုအပ်နေသေးတယ်ဆိုပေမဲ့သူတို့ရဲ့နည်းပညာပိုင်းကိုဂျာမနီနိုင်ငံရဲ့ Badaler ကုမ္ပဏီကိုအနံထားတာပါအဲ့ဒီကုမ္ပဏီက Porsche ကားတွေအတွက်တိတန့်ထုတ်လုပ်ပေးရတဲ့စက်ရုံဖြစ်ပါတယ်ကားတစ်စီးရဲ့အဓိကအကျဆုံးအစိပ်ပိုင်း၃ခုကိုကြည့်မယ်ဆိုရင် Cherry ရဲ့ဘယ်အချက်ကမကောင်းဘူးလို့ပြောနိုင်မလဲအားလုံးကောင်းမွန်နေတာမဟုတ်ဘူးလားနောက်ပြီးသူ့ရဲ့ယုံကြည်စိတ်ချရမှု reliability အကြောင်းပြောရရင်လွန်ခဲ့တဲ့10စုနှစ်ကျော်ကထုတ်လုပ်ခဲ့တဲ့ Cherry QQ ကားအစုပ်လေးတွေတောင်မှအခုချိန်အထိလမ်းပေါ်မှာမောင်းနေကြတုံပဲဆိုတော့ cherry ရဲ့ခိုင်ခံမှုကိုတက်တည်ပြဖို့မလုံလောက်သေးဘူးလားအခုဆိုရင်ကားအမျိုးအစားတိုင်းအတွက်တက်တာအာမခံ lifetime warranty အပြည့်ပေးထားပါတယ်ဒါကတရုတ်ပြည်မှာပေါ့နော်ဒါဟာ cherry ကားတွေရဲ့အရေးအသွေးကိုတက်တည်ပြဖို့လုံလောက်ပါတယ်တန်ဖိုးနဲ့အရေးအသွေးများသားမှုအကြောင်းကိုပြောရရင်ပထမဆုံးအနေနဲ့ဘေးကင်းလုံခြုံမှုကိုပြောချင်ပါတယ်ပစ္စည်းခိုးချတာမျိုးဒီဇိုင်းခိုးချတာပစ္စည်းခိုးချတာပစ္စည်းခိုးတာဘယ်တော့မှမရှိဘဲနဲ့လုံဆောင်ချက်တွေကိုအပြည့်အစုံထည့်သွင်းပေးထားပါတယ်ဒါတင်မကဘဲနဲ့ကားတစ်စီးချင်းစီရဲ့ဈေးနှုန်းကလည်းအလွန်အမင်းမကြီးပါဘူး engine power ကောင်းတယ်စီစားမများဘူးဈေးနှုန်းလည်းမကြီးဘူးပေးသင့်ပေးထိုက်တာတွေအကုန်ပေးထားတယ်ဒီဈေးနှုန်းနဲ့မရနိုင်တဲ့နည်းပညာပိုင်းဆိုင်ရာစနစ်တွေနဲ့ဘေးကင်းလုံခြုံမှုစနစ်တွေကအဲ့ဒီဟာတွေပါအကုန်လုံးထည့်ထားပေးတယ်ဒါကြောင့်သူ့ကိုစိတ်ရင်မှန်ရှိတဲ့ကားအမတ်တစိတ်တစ်ခုလို့အတိအမှတ်ပြုရမှာပါပဲအနည်းဆုံးတော့ဝယ်ယူသူတွေအတွက်ထိုက်တန်စေရမယ်မဟုတ်ဘူးလားဒါကြောင့် cherry ရဲ့ထုတ်ကုန်ကိုတိုင်းမှာတော့ဘာပြဿနာမှမရှိပါဘူးနည်းပညာအဆင့်မြင့်နဲ့တန်ဖိုးနဲ့အရေးတွေးလက်အလွန်များတာတဲ့ပြည်သူတွေလိုအပ်တာကလည်းဒီလိုထုတ်ကုန်မျိုးပဲမဟုတ်ဘူးလားဒါဆိုရင်သူ့ရဲ့ပြဿနာကဘယ်မှာလဲအဲ့ဒါကတော့တိုက်ခိုက်အပုတ်ချခံရတာပါပဲနေ့တိုင်းသူ့ကိုအကြောင်းမဲ့လာရောက်တိုက်ခိုက်စော်ကားနေကြတဲ့သူတွေမရေမတွက်နိုင်အောင်ရှိပါတယ်ဒီလူတွေမှာကားရှိမရှိတောင်မသိရဘဲနဲ့ပါဇက်ထဲရှိရာလျှောက်ပြောနေကြတာပါရွှေစစ်ရင်ဘတ်တော်ပဲဖြစ်အယောင်တောက်ပါတယ်ဘယ်လိုပဲတိုက်ခိုက်ပါစေ cherry ဟာ21နှစ်တိုင်းကားအများဆုံးတင်ပို့ရတဲ့စံချိန်ကိုထိန်းထားနိုင်စေပါပဲနိုင်ငံအတွင်းရောင်းအားကလည်းလစဉ်လတိုင်းဆက်တိုက်တိုးတက်နေတာပါပဲဒါကတော့ cherry ကအကြောင်းကိုတရုတ်ပြည်က sale girl အယောင်ဝန်ထမ်းအမကြီးပြောထားတဲ့ဟာတွေကိုပါလာပြန်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်